Hello တီရီကိုတရုတ်ပြည်ကဟိုတယ်လေးတွေဘယ်လိုရှိလဲမေးကြလို့လေးတွေအခုအခန်းလေးတွေလိုက်ရှင်းပြပေးမယ်ပေါ့နော်အခုတီရီရောက်နေတဲ့အခန်းဆိုတော့လားတညအောင်80 80ဝန်းကျင်လောက်ပေါ့နော်အဲ့အခန်းလေးရင်းပြပေးမယ်နောက်ရက်ကြရင်တီရီဘတ်ဂျက်အခန်းလေးလည်းလိုက်ပြပေးမယ်ပေါ့နော်ဒီခန်းအကြောင်းတီရီကပုံမှန်နေတဲ့အခန်းတော့မဟုတ်ဘူးဒါပေမဲ့တီရီအခြားသူတွေနဲ့လာတာဖြစ်တဲ့အတွက်ကြောင့်သူတို့ကငှားပေးထားတာပေါ့နော်โอเคလိုက်ကြည့်အောင်ဒါဟိုတယ်က Tibetan bread နဲ့ welcome drink 这是哪里吧？你选一套自己喜欢的味道。这个是佛手柑的。green tea 抹茶。然后还有一个马鞭草。看那太补了。月季哈。喜欢哪个味道？看那太补了。这个味道吗？你们。OK。ဒါကတော့မှန်ခါတော့အကျယ်ရွယ်60 meter square လောက်ရှိရယ်တော်တော်ကျယ်ပြီးတော့ဒီမှာဒါတော့သူတို့ complimentary ပါတဲ့ဟာလေးပေါ့နော်ရှင်နေတာပူပြီးတော့ဒီဘက်က TV ရတယ်ကြီးပဲမကြည့်လိုက်အောင်ခါတော်တော်ကျယ်တယ်အဲ့ဒါပြီးတော့ဒါဒီဘက်ကကျတော့ဒါ bathroom ပေါ့နော်ဒီချိုကန် hello okay ဒီတော့ဒီဘက်က basin နဲ့မှန်တင်ကုန် okay ပြီးတော့ဒီဘက်ကပတ်လည်းပါတယ် wowဒါကတော့ရေချိုးကန်ပေါ့ရေချိုးတဲ့နေရာ okay ပြီးတော့ပတ်သက်ရဲ့ဒီဘက်ကကျတော့ဒါ toilet okay toilet toilet တဲ့ပကြီးကတော့ပါနေခါတော့တော်တော်ကျယ်တယ်ဒါကတော့ဒါတီးတို့ရှန်ဂရီလာမှာငှားထားတဲ့အခန်းပေါ့နော်သူရဲ့မြို့ပေါ်မူတည်ပြီးတော့ဈေးလေးတော့နည်းနည်းကွဲနိုင်တယ်ဒါပေမဲ့များသောအားဖြင့်တော့ဒီပုံစံပဲရတယ်သူခြုံချင်းရအခန်းဆိုလဲအဲ့တိုင်းပဲအရန်ကျယ်တယ်အရန်မိုက်တယ်ပေါ့နော်အကုန်လုံးနဲ့လည်းနီးတယ်အဲဒါဆိုရင်တော့ဈေး80 80ဝန်းကျင်ဆိုတော်တော် USD ပေါ့နော်80 80ဝန်းကျင်ဆိုတော်တော်ကောင်းကောင်းတက်လို့ရတယ်နောက်နေ့တီးတယောက်တည်းနေတဲ့အခါဘတ်ဂျက်ခံလေးလည်းလိုက်ပြပေးမယ်နော် Okay bye bye